မြမသမိုင်းကိုပြန်ကြည့်လိုက်ရင်လေတကယ်ကိုထူးခြားတဲ့စွမ်းရည်တွေအရည်ချင်းတွေအများကြီးနဲ့ပြည့်စုံခဲ့တဲ့ပုံကိုယ်တွေရှိခဲ့ပါတယ်ဒီနေ့မှာတော့အားကစားစားပြီးအမှုပညာပြောရရင်level စုံမှာထူးချွန်ခဲ့တဲ့ပုံကိုယ်ကြီးတူဖြစ်တဲ့ကြားပညေရဲ့အကြောင်းကိုပြောပြချင်ပါလက်ဝိတ်သမားစာရေးဆရာနီးပြပကြီးဆရာလူတယောက်ထဲကနေပြီးတော့ဒီလိုကွဲပြားခြားနားတဲ့အခန်းကဏ္ဍအလုံးမှာဘယ်လိုများကျွမ်းကျင်ခဲ့တာပါလဲကဲကြားပညေဆိုတာတကယ်တော့ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကိုအတူတူရှာဖွေလေ့လာကြည့်ကြရအောင်သူဟာလက်ဝိတ်သမားတစ်ယောက်စာရေးဆရာတစ်ယောက်လက်ဝိတ်နီးပြတစ်ယောက်ဒါတွေမဲ့လားဆိုတော့မဟုတ်သေးပါဘူးပကြီးဆရာတစ်ယောက်လည်းဖြစ်ပြီးတော့ကြားကစားတဲ့နေရာမှာလည်းဆရာတဆူကျွမ်းကျင်သူတစ်ယောက်ပဲဖြစ်ခဲ့ပါတယ်လူတစ်ယောက်တဲကနေပြီးတော့ဒီလိုနယ်ပယ်စုံမှာထူးချွန်ခဲ့တယ်ဆိုတာတကယ်ကိုမယုံနိုင်စရာပါပဲကဲဒါဆိုရင်သူ့ရဲ့နာမည်အကြီးဆုံးလူကြိုက်များဆုံးကိုရေးတစ်ခုဖြစ်တဲ့လက်ဝိတ်သမားဘွားကနေပြီးတော့အရင်ဆုံးစကြည့်ကြတော့ဗောသူ့ရဲ့လက်ဝိတ်ခရီးလမ်းကဆရာကြီးဦးရဇတ်အကြောင်းအလုပ်တဲ့မန္တလေးအမျိုးသားထက်တန်းကျောင်းမှာစခဲ့တာပါအဲ့ဒီမှာပဲနိုင်ငံသားနီးပြဘီဖင်ရှာစီကနေပြီးတော့အင်္ဂလိပ်စတိုင်လက်ဝိတ်ကိုစနစ်တကျသင်ယူခဲ့ပါတယ်အဲ့ဒီကနေတစ်ဆက်မြန်မာနိုင်ငံရဲ့ဖက်သာဝိတ်တန်ချန်ပီယံဖြစ်လာခဲ့ပါတယ်ပြီးတော့အဲ့ဒီမှာတင်ရပ်မနေခဲ့ပါဘူး1952ခုနှစ်မှာဆိုရင်ဖင်လန်နိုင်ငံဟက်ဆင်ကီမြို့မှာလုပ်တဲ့ကမ္ဘာအိုလံပစ်ပွဲတော်ကြီးအထိနိုင်ငံကိုစားသွားပြိုင်ခဲ့ရတာပါသူကိုယ်တိုင်အောင်မြင်ခဲ့တာတွေတော်ကိုများခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီတက်ပို့ပြီးတော့အရေးကြီးတာကမြမရွရလက်ဝိတ်ကိုသူဘယ်လောက်ထိပြောင်းလဲပေးနိုင်ခဲ့တယ်လဲဆိုတာပါပဲ1953ခုနှစ်လောက်ကိုပြန်သွားကြည့်ကြရအောင်အဲ့ဒီချိန်မတိုင်ခင်ကမြမလက်ဝိတ်ဆိုတာမြေဝိုင်းလောက်မှာပဲထိုးကြတာပါရွာပွဲဖွေရပွဲတွေမှာပေါ့ဒါပေမဲ့ကြားပြရင်ကအဲ့ဒါကိုပြောင်းလဲပေးခဲ့တယ်သူဟာမြေဝိုင်းပေါ်ကလက်ဝိတ်ကိုအမြင့်စင်မောကိုတင်ပေးခဲ့တာပါသူရဲ့အားထုတ်မှုတွေကြောင့်ပဲဒေသတွင်းကစားနည်းလေးတစ်ခုကနေပြီးတော့နိုင်ငံတကာကပါစိတ်ဝင်စားလာတဲ့အားကစားတစ်ခုဖြစ်လာဖို့လမ်းစပွင့်သွားခဲ့တာပါသူကလက်ဝိတ်ကြောတွေကိုမွေးထုတ်ပေးနေုံနဲ့မဟုတ်ပါဘူးသူ့မှာတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အမှတ်သားတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့သူတစ်ပတ်တွေကိုနာမည်ပြောင်လန်းစားတွေပေးပြတာပါပဲသမန်းကြားတို့သမိန်ဘယံတို့ဆိုတဲ့နာမည်တွေကြားလိုက်ယုံနဲ့အာမန်ပြည့်တဲ့နာမည်တွေလိုမျိုးပေါ့အဲ့ဒါတွေကသူကိုယ်တိုင်စဉ်းစားပြီးတော့ပေးခဲ့တဲ့နာမည်တွေပါမူရင်းနာမည်တွေတဲ့အများကြီးကိုမှတ်မိလွယ်တယ်မို့လားပြီးတော့1960ခုနှစ်မှာမြမရိုးရလက်ဝိတ်သမိုင်းအတွက်ရန်ကိုရေးကြီးခဲ့တဲ့ဖြစ်ပျက်တစ်ခုဖြစ်ပျက်ခဲ့သူကိုယ်တိုင်ပဲထိတ်တန်းလက်ဝိတ်ကျော်10ယောက်ကိုကူးဆောင်ပြီးတော့ဘယ်ထိသွားခဲ့လဲဆိုရင်တရုတ်နိုင်ငံပီကင်းနဲ့ရှန်ဟိုင်းမြို့စီကိုသွားပြီးတော့မြမလက်ဝိတ်ရဲ့သဘောဝကိုသွားရောက်ထုတ်သက်ပြသခဲ့ပါတယ်ကဲလက်သီးစွမ်းပြီးသွားပြီဆိုတော့သူ့ရဲ့ကလောင်စွမ်းဘက်ကိုတစ်ချက်လောက်ကြည့်ကြရအောင်ဒါကလည်းတကယ်ကိုအမခံပါပဲပြီးခဲ့တဲ့စောင်းတွေထဲမှာဆိုရင်လည်းအများကြီးပဲဥပမာလက်ဝိတ်ဝါသနာအိုးတွေအတွက်ဆိုရင်ကဘာကျော်လက်မဲကြီးများတို့ဒိတ်ဒိတ်ကျဲမိုဟာမက်အာလီအကြောင်းတို့ပေါ့ဒါပေမဲ့အဲ့ဒါပဲလားဆိုတော့မဟုတ်ပါဘူးသမိုင်းဝတ္ထုတွေကိုလည်းရေးခဲ့ပါသေးတယ်လူဆိုးကြီးမင်းခေါင်ဆိုတဲ့မန္တလေးရတနာဘုံနောက်ခံဝတ္ထုဆိုရင်အရန်ကိုအောင်မြင်ခဲ့တဲ့လုံချင်းဝတ္ထုစာအုပ်ပဲဖြစ်ခဲ့ပါတယ်သူဟာအားကစားကလောက်ရှင်တူလည်းဖြစ်ပါသေးမန္တလေးကလူထုသတင်းစာမြောက်ဒီငွေတာရီရှုမဝအစတဲ့မဂ္ဂဇင်းဂျာနယ်တွေမှာပါအားကစားဆောင်ပါးတွေကိုပုံမှန်ရေးသားခဲ့သူပါဟုတ်ပြီလက်သီးစွမ်းရောကလောင်စွမ်းရောနီးပြစွမ်းရောဒီလောက်ဘက်စုပ်ထူးကြုံခဲ့တဲ့သူ့ဘဝကနေပြီးတော့ကျွန်တော်တို့ဘယ်လိုအမွေတွေကြံထားခဲ့တယ်လဲဆိုတာတစ်ချက်ကြည့်လိုက်ကြရအောင်သူ့နာမည်ကကြားပြီးကြားဆိုတဲ့စကားလုံးကအရန်စိတ်ဝင်စားဖို့ကောင်းတယ်ဒိတ်ပဲနှစ်မျိုးရှိတယ်ပထမတစ်ခုကရှင်းပါတယ်လက်ဝဲကြိုးဝိုင်းထဲမှာကြားတကောင်လို့ရဲရဲရစ်ရစ်ကြမ်းကြမ်းတန်တန်ဆော့ကစားတတ်လို့ကြားလို့ခေါ်ကြတယ်ဒါပေမဲ့နောက်တစ်ပဲတစ်မျိုးကတော့အင်္ဂလိပ်12ကောင်ကြားကစားရမှာလဲသူကဆရာသစုဖြစ်နေလို့ပါပဲဒီနာမည်လေးတစ်ခုတည်းကနေပြီးတော့သူ့ရဲ့တိုက်ခတ်ရေးစိတ်ဓာတ်ကောသူ့ရဲ့ဉာဏ်ထက်မြက်မှုကောလက်ယုံရှိနှလုံးရှိတစ်ခုစလုံးပါပေါ်ပြနေတာပေါ့ဒါပေမဲ့လည်းသူ့ရဲ့ရည်ချင်းတွေကအဲ့ဒီမှာတင်ကုံသွားတာမဟုတ်ပါဘူး
သူဟာပကြီးဆရာတယောက်လည်းဖြစ်ခဲ့ပါသေးတယ်မန္တလေးကစတိုးဆိုင်ကြီးတွေမှာချိတ်ထားတဲ့တန်ဆိုင်ပုတ်ကြီးကြီးတွေကိုသူကိုယ်တိုင်ရေးဆွဲပေးခဲ့တာပါပဲပြီးတော့လက်ဝိတ်ပွဲတွေမှာပွဲမစခင်လက်ဝိတ်သမားတွေကိုအားတက်အောင်ဆိုပြီးတော့လက်တံလင်္ကာလေးတွေဆက်ဆူအားပေးလိုက်ပါသေးတယ်အော်စရာအကောင်းဆုံးကဘာလဲဆိုတော့အဲ့ဒီတုန်းကလက်တံဆက်ဆူခဲ့တဲ့လင်္ကာတချို့ကိုဒီနေ့ခေတ်မြမရိုးရလက်ဝိတ်ပွဲတွေမှာပြန်ကြားနေရတော့မယ်ဆိုတာပါပဲဒါသူ့ရဲ့အမွေနှစ်တွေကစာအုပ်ထဲမှာနေကြံခဲ့တာမျိုးမဟုတ်ပဲနဲ့လက်ရှိချိန်ထိသက်ဝင်ရှင်သန်နေတော့မဲ့ဆိုတာကိုသက်သေပြနေတာပါပဲသူ့ရဲ့နိုင်ငံအတွက်အားကစားလောကအတွက်ဘက်ပေါင်းစုံကကြိုးပမ်းပေးဆက်ခဲ့မှုတွေကိုအတိမတ်ပြုတဲ့အနေနဲ့2023ခုနှစ်နိုင်ငံတော်ကနေပြီးတော့တည်တည်ပြန်ချီပွဲကိုဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်ဒါကတော့သူကွယ်လွန်ပြီးတဲ့နောက်မှာရရှိခဲ့တဲ့အမြင့်မာတဲ့ဂုဏ်ထူးဆောင်ပွဲတစ်ခုပဲဖြစ်ပါတယ်ကဲလက်ဝိတ်သမားကနေစာရေးဆရာနီးပြပြီးတော့ပကြီးဆရာကြာကစားခြင်းကျွမ်းကျင်သူလူတယောက်ထဲကနေပြီးတော့ခန်းကဏ္ဍအားလုံးကိုဘလို့များကြည်ပေါ်အောင်ထမ်းဆောင်သွားခဲ့တာပါလေဒါကတော့အော်စရာအကောင်းဆုံးချက်တစ်ချက်ပဲဖြစ်ပါတယ်အခုလိုမျိုးကြားပညေးရဲ့ဖြစ်တဲ့တွေကိုနားထောင်ပြီးတဲ့အချိန်မှာတစုံတစ်ခုရနိုင်မယ်လို့မျှော်လင့်မိပါတယ်ဒီနေ့မှာတော့ဒီလောက်ပါပဲနောက်ထပ်များမှာလည်းအခုလိုမျိုးအတုပတိတိုလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ကျွန်တော်တင်ဆက်ပေးခြင်းတဲ့ပုံစံလေးကတော့အခုချိန်ကနေစပြီးတော့ကဘာဘက်မှာအောင်မြင်ထင်ရှားကြော်ကြားခဲ့တဲ့လူတွေရဲ့အကြောင်းကိုတပုတ်လုပ်မယ်ပြီးတော့ဒီမြန်မာနိုင်ငံဘက်မှာထင်ရှားကြော်ကြားခဲ့တဲ့လူတွေရဲ့အကြောင်းကိုတပုတ်သက်လုပ်မယ်အပတ်စဉ်တိုင်းကိုတပုတ်စီလုပ်သွားမှာပဲဖြစ်ပါတယ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လေးလုပ်ထားပေးဖို့လည်းမမေ့ပါနဲ့เนาะကျွန်တော်နောက်ပုတ်တွေမှာဒီထက်ကောင်းအောင်ကြိုးစားပြီးတော့ပြန်လာခဲ့ပါမယ်